စင်ကာပူမှာကျောင်းတက်ဖို့စဉ်းစားရဆိုရင်ပေါ်လီတက်မှာအဆင်ပြေမှာလားဒီနေ့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ပေါ်လီတက်မှာအောင်မြင်မှာလားဒါမှမဟုတ်လို့ရှိရင်စင်ကာပူမှာရှိတဲ့ private institution ကိုတက်ရောက်တင်လာဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့အချိန်ပါပဲ Polytechnic မှာ3နှစ်တက်ရောက်မှ diploma ရရှိပေမဲ့ PEI ကျောင်းနေမှာတက်ရောက်မယ်ဆိုလို့ရှိရင်ကျမတို့အများဆုံး18လတက်ရောက်ရုံနဲ့ diploma တစ်ခုကိုရရှိမှာဖြစ်တယ်ဒါကြောင့် grade degree ရရှိဖို့အတွက်ဆိုရင် Polytechnic မှာတက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ဆိုရင်အနည်းဆုံးအချိန်ကာလ9နှစ်ကနေ6နှစ်ပေးပြီးတော့မှဘွဲရပါမယ်ကျမတို့ PEI မှာတက်ရောက်နေတဲ့နိုင်ငံတကာကျောင်းသူကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်အချိန်ကာလ2နှစ်ခွဲကနေ3နှစ်ခွဲအတွင်းမှာ grade degree ကိုရရှိမှာပဲဖြစ်ပါတယ်ဒါကမြန်မာကျောင်းသားတွေအတွက် PEI ကိုရွေးချယ်တဲ့ပထမဆုံးတစ်ချက်ပါပဲဒီတစ်ချက်ကတော့ global recognition ပါမြန်မာကျောင်းသူကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်စင်ကာပူမှာပဲတက်ရောက်ပြီးတော့ UK, US, Australia မှာရှိတဲ့ကမ္ဘာထိပ်သန်းတက္ကသိုလ်ကြီးတွေကနေပြီးတဲ့ဘွဲ့ degree ကိုရရှိမှာပဲဖြစ်ပါတယ်ဒါဟာဘွဲ့ရပြီးလုပ်ငန်းခွင်နဲ့ဝင်တဲ့အခါအရေးပါတယ်လို့တခြားနိုင်ငံမှာပညာဆက်လက်စီးပူးလို့တဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းအကြီးမားဆုံးအားသာချက်တစ်ခုပါပဲမြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေအတွက်ဆိုလို့ရှိရင်PEIရဲ့ဝင်ခွင့်သတ်မှတ်ချက်တွေက Polytech ပုံမှန်တင်လျော်မှုရှိပါတယ်ဒီအတွက်ကြောင့်လည်းကျောင်းခေါ်စာရရှိဖို့အတွက်အခွင့်အလမ်းပိုများပြီးဗီဇာလျှောက်ထားဖို့အတွက်ကလည်းလွယ်ကူလျင်မြန်ပါတယ်ဒီအချက်တွေကြောင့်မြန်မာကျောင်းသူကျောင်းသားတွေအနေနဲ့ PEI ကျောင်းကိုရွေးချယ်တင်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အနာဂတ်အတွက်ဘယ်ကျောင်းဟာအကိုက်ညီဆုံးဖြစ်မလဲဆိုတာသိချင်ရင်တော့ Study Abroad Information Center ကိုအခုပဲလှမ်းလာခဲ့လိုက်ပါ Study Abroad Information Center ရဲ့ကျွမ်းကျင်တဲ့ပညာရေးတိုင်ပင်ခံတွေကနေကျောင်းသူကျောင်းသားတွေအားလုံးအတွက်ကိုတဦးချင်းစီအခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ်ရှင်